မင်္ဂလာပါဒီနေ့မှဆိုရင်တော့ကျွန်တော်ကပေါ့နော်ဒါကျွန်တော်တိတလောက်ထဲကဒီရဲ့ကျွန်တော်တွေအတွေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးမျှောက်ပေးချင်ပါတယ်ကျွန်တော်တွေမှာအတွေးကအရန်ကျွန်တော်တွေကြောက်ဖို့ကောင်းသလိုအဲ့ဒီအတွေးကပဲเนาะကျွန်တော်တွေအောင်မြင်မှုတစ်ခုကိုဖန်တီးလို့လည်းရသလိုအတွေးကလည်းကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုဖျက်ဆီးသွားနိုင်စေပါတယ်เนาะအဲ့တော့ကျွန်တော်တို့အကောင့်ဘက်ကကျွန်တော်ကြည့်ပြီးတော့တွေးမယ်ဆိုလို့ရှိရင်ကို့အတွေးကအောင်မြင်ခြင်းနဲ့အရန်ကိုမှဟလာပြည့်စုံချမ်းသာတဲ့ဘဝတစ်ခုကိုကျွန်တော်ရခြင်းနဲ့ဆိုလို့ရှိရင်ဒီအတွေးကအချိန်ဖန်များစွာကျွန်တော်တွေးလာတဲ့အခါမှာဆိုလို့ရှိရင်ကို့အတွေးတွေလက်တွေ့ဘဝမှာတကယ်လက်တွေ့ဘဝထဲမှာကျွန်တော်ရောက်လာအောင်တမျိုးတမည်နဲ့เนาะကျွန်တော်စွမ်းဆောင်လာတယ်เนาะတမျိုးတမည်နဲ့ကျွန်တော်လောက်လာတယ်ဗောနော်စူးစမ်းလာတယ်အဆိုးဘက်ကကျွန်တော်ကြည့်တယ်ဆိုလို့ရှိရင်ကိုက negative တွေဒီဘက်ကိုအမြဲတမ်းတွေးနေမယ်ဆိုလို့ရှိရင်လေကိုဘွားတွေကိုအဲ့ဒီတွေးထားတဲ့အတိုင်းပဲ negative တွေပဲเนาะမကောင်းတဲ့အရာတွေပဲအဆိုးတွေပဲကိုဘွားတွေဝင်လာလေးရှိတယ်เนาะဒါကအတွေးတွေနဲ့ပတ်သက်ပြီးတော့ဗောကျွန်တော်ပုံမြင်လေးတစ်ပုဒ်ကိုကျွန်တော်ပြပြပေးမယ်เนาะအဲ့ဒါကကျွန်တော်တို့တနေ့မှာတော့ကျွန်တော်တို့တခိုးတယောက်ကတထေးတယောက်စီကနေပြီးတော့မှပတ်စံနေအများကြီးသူခိုးလာပြီးတော့သူအဲ့ဒီပတ်စံနေနဲ့ပျော်ပါပြီးတော့သူကဟိုတယ်မှာသွားပြီးတော့သွားနေတော့တထေးကသူပစ္စည်းပျောက်တဲ့ခါမှာဆိုလို့ရှိရင်သူကလိုက်ပြီးတော့ဖမ်းခိုင်းနေဗောနော်သူဖမ်းခိုင်းတဲ့ခါမှာဆိုလို့ရှိရင်တခိုးကိုဟိုတယ်မှာပဲဆိုတော့မိသွားတဲ့ခါမှာဆိုလို့ရှိရင်အဲ့ဒီမှာမိသွားတဲ့ခါကျတော့တခိုးမိသွားတယ်တခိုးကဘယ်လိုမျိုးသူတွေးလဲဆိုတော့ငါခိုးရတဲ့အတွက်ငါတီရှက်လွန်တေးရကြည်ရဲ့ဆိုတဲ့အတွေးမျိုးကိုအမြဲတမ်းတွေးနေတယ်သူထောင်ကြတဲ့ခါမှာလည်းတွေးနေတယ်တွေးနေပဲတနေ့တော့ဒီတခိုးတီဒီအတွေးကြောင့်ပဲတနေ့မှာတကယ်ကိုတည်သွားတယ်ဒါကတော့ကျွန်တော်ပုံမြင်တစ်ခုပေါ့နော်နောက်ထပ်ကျွန်တော်ပုံမြင်တစ်ပုဒ်မှာဆိုလို့ရှိရင်တော့စေယုံတစ်ခုမှာလူနာတယောက်ကိုပေါ့နော်လူနာတယောက်ကိုကျွန်တော်စေးပေါ့နော်ဟိုမှာဆရာဝန်ကသူ့အတိပေးလိုက်တာပေါ့နော်ဒီစေးထိုးပြီးပြီပေါ့နော်ဒီစေးထိုးပြီးတဲ့အတွက်ကြောင့်တင်ဒီနောက်ထပ်1 နာရီ 2 နာရီအတွင်းမှာပဲတရားတော့မယ်ဆိုတာကိုဆရာဝန်ကအတိပေးလိုက်တယ်နော်ပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တကယ်တမ်းတော့ဆရာဝန်ကဒီလူနာကိုကျွန်တော်စေးထိုးလိုက်တာဒီရေပဲဖြစ်တယ်ဘာမှအာနိသင်နေပါလေဘာမှမပါရေပဲထိုးထည့်ပေးလိုက်တာနော်အဲ့တော့အဲ့ဒီရဲ့လူနာကပေါ့နော်ငါ့ကိုစေးတစ်လုံးထိုးလိုက်ပြီနော်ဒီစေးမှာငါ1 နာရီ 2 နာရီအတွင်းမှာပဲငါတရားတော့မှာပဲဆိုတဲ့အတွေးကိုချိန်ဖန်များစွာကျွန်တော်တွေးလာတဲ့အခါမှာသူကလုံးဝကိုလက်လျှော့ပလိုက်ပြီးတော့တကယ်ပဲတည်သွားတယ်စေးဒီဘာမှအာနိသင်မရှိတဲ့ရေတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီလူဒီဘာမှတော့မဖြစ်ဘူးဒါပေမဲ့သူ့ရဲ့အတွေးကသူ့ကိုပြန်တက်သွားတယ်နော်အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့အတွေးဒီတကယ်ကိုကြောက်ဖို့ကောင်းပါတယ်ဆောနာတော့ကကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲလူတယောက်ကသူတွေးရင်တွေးတဲ့အတိုင်းတကယ်လုပ်တယ်ဆိုတာမျိုးကိုနော်ဒါဒီပုံမြင်လေးတွေနဲ့တက်တည်ပြပေးတာပေါ့နော်အဲ့တော့ဒီပုံမြင်တွေမှာထောက်ပြီးတော့မှမိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့အတွေးကိုရှင်းချိန်ပြီးတော့ကျွန်တော်တွေးတောလို့ရကျွန်တော် negative တွေအများတန်းတွေးနေမတွေးနေနဲ့ကိုယ့်ရဲ့ဘဝမှာကိုတကယ်ဖြစ်ရှင်တဲ့ပုံစံမျိုးတွေကိုထပ်ခါတွေးရင်နဲ့ဟလာအဲ့ဒီတကယ်ကျွန်တော်ရောက်လာမဲ့ကိုဖြစ်ရှင်တဲ့ပုံစံကိုကျွန်တော်ရရှိစေမဲ့အလုတ်အကင်တွေဒါမှမဟုတ်လဲအခွင့်အလမ်းတွေတစားနဲ့ပေါ်ပေါက်လာလိမ့်မယ်အဲ့လိုမျိုးပေါ်ပေါက်လာရင်နဲ့ဟလာနောက်တစ်ချက်မှာကို4-50 နှစ်ဟလာဒါမှမဟုတ်လဲကျွန်တော်1 နှစ် 2 နှစ်လောက်တုန်းကတွေးခဲ့တဲ့အရာကဒီနေ့အချိန်မှာတကယ်ကိုရရှိလာမှာဖြစ်တယ်အဲ့တော့ကျွန်တော်အတွေးတွေကတကယ်ကိုမှကောင်းတယ်အဲ့တော့ကောင်းတဲ့ဘက်ကိုကျွန်တော်သွားသလိုဆိုးတဲ့ဘက်မှာလည်းကျွန်တော်ရှိနေတာဖြစ်တယ်အဲ့တော့ကျွန်တော် positive တွေကျွန်တော်များတွေးပါ negative တွေကျွန်တော်မတွေးပါနဲ့เนาะ negative တွေတွေးလိုက်ခေါင်းထဲကနေပယ်ထုတ်လိုက်เนาะဒါလည်းမျိုးဆိုလို့ချင်းမိတ်ဆွေတို့မှာတွေးရင်တွေးတဲ့အတိုင်းတကယ်ရလာမဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ပါလိုက်မယ်เนาะ